ကျော်မျိုးမင်းကြီးဒီဘက်ဖွဲ့တွေကသတိရနေတာမဟုတ်ဘူးမင်းတို့ပထွေမင်းအောင်လိုက်အောင်မတိမဆိုလို့ဟေးတီလာမတိလာတိကြတာအတိရှိတိကြတာဒီဘက်ဖွဲ့ရကြတာနော်မတိရင်တော့ချီပြက်စီကျိုးဖြစ်သွားတင်တယ်ကွာအဲ့ဒါကြောင့်မို့သတိရရဟေးချစ်လုံးလို့မဟုတ်ဘူးတလားမတိမဆိုလို့မတိမဆိုလို့အဲ့ဒါခုပါနောက်တစ်ခုကဒါဗိုလ်ချုပ်မှုကြီးနဲ့ပတ်သက်ရင်လည်းအခုဒီအပိုင်းမှာပထွေးလွမ်းတယ်လို့လွမ်းကြတယ်သူတို့ဖေကိုတော်တော်လွမ်းနေပုံရပါတယ်ဗိုလ်ချုပ်မှုကြီးကိုနော်သူတို့ဖေကိုတော်တော်လွမ်းနေပုံရတယ်ဟိုမှာခစ်တဲ့တို့ဘာလို့ညာတို့ပြပြမိကြတယ်ဝိုင်းရေးနေကြတယ်ဗိုလ်ချုပ်မှုကြီးကိုမတွေ့တာ9ရက်ရှိသွားပြီတဲ့ကျွန်တော်စဉ်းစားရတာဗိုလ်ချုပ်မှုကြီးမတွေ့တာ9ရက်ရှိသွားပြီဆိုငါလည်းကျွန်တော်တို့ဆိုရက်တွေတော့မှတ်တော့မထားဘူးဘာလို့ဆိုဟိုကိုကအဲ့လောက်ထိစဉ်းစားမထားဘူးဒီကောင်တွေဗိုလ်ချုပ်မှုကြီးကိုမုန်းနေရလားချစ်နေရလားကျွန်တော်မသိမခွဲဘူးဖြစ်နေတယ်ဒီကောင်တွေဗိုလ်ချုပ်မှုကြီးကိုချစ်နေတာချစ်လုံးလို့မျက်စိတော့ကြည့်နေရလားမုန်းနေရလားကျွန်တော်မသိဘူးကျွန်တော်တို့ဆိုရင်အေးဆေးပဲဗိုလ်ချုပ်မှုကြီး9ရက်မှကတော့တက်လာပြောက်သွားတဲ့ခေါင်းမရှိဘူးဟုတ်ဆိုဒီကောင်လေးခေါင်းနဲ့ရှိရဗျဗိုလ်ချုပ်မှုကြီး9ရက်ရှိပြောက်သွားတယ်မင်း9ရက်တဲ့သူတို့တိကျကြီးတယ်9ရက်ရှိသွားပြီတဲ့ဟုတ်ဆိုမန္တလေးနန်းတွင်းမှာသူ short တုန်းနဲ့ပြစ်လိုက်ပြီးကြတဲ့နောက်ကလေးကဗိုလ်ချုပ်မှုကြီးကိုမတွေ့ရတာ9ရက်ရှိသွားပြီဆိုကျွန်တော်စဉ်းစားနေဆိုတော့9ရက်ရှိပြီလို့ရေးကြတယ်ဗျရေးတော့ကျွန်တော်လည်းပြုံးစီစီပဲနေပါတယ်တော့ကျွန်တော်ခဏလိုက်ပြောတယ်ကျွန်တော်ပွင့်လင်းထပ်ပြောပါမယ်သူ့ရဲ့ဟိုရခိုင်စစ်ဘက်လက်ထောက်အရာရှိကြီးကိုကျွန်တော်ကနေရာတစ်ခုမှာတေချာတွေ့တယ်ဟိုတယ်ကြီးတစ်ခုမှာတေချာတွေ့တယ်တွေ့ကျွန်တော်နှုတ်ဆက်လိုက်တယ်အဲဆိုအေးဆေးလာပြီးတော့သူကကိစ္စရှိလို့ထင်ပါတယ်လာတယ်အဲ့တော့အဲ့ဒီအချိန်မှာဟိုမှာအဲ့လိုတွေ့တဲ့အချိန်ကဟိုဘက်ကတင်းစထွက်တဲ့အချိန်မှာဒီမှာသူကဒီမှာကျွန်တော်တွေ့တဲ့နေရာမှာရှိနေတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဒီကောင်ပေါ်ရရေးဆိုတိတိကြီးနဲ့ကျွန်တော်မှာဒုက္ခမဟုတ်ပါဘူးဘလို့ပြောမှကိုမသိဘူးမဟုတ်ပါဘူးဆိုတာဘလို့ပြောနေအဲ့တော့ခုဒါပေမဲ့ဒီကောင်က9ရက်ရှိပြီမတွေ့လို့တဲ့9ရက်ရှိပြီလေဘိုးသူကြီးဘယ်ပွဲလမ်းမှမတက်ဘယ်ခန်းမှမတက်ဘာမှမတွေ့ဘဲနဲ့ပျောက်နေတယ်ပေါ့ဗျာဘိုးသူကြီးမပျောက်ပါဘူးဆောင်းရသည်ဆိုတော့တူဆောင်းရသည်ဆိုတော့သူအေးလို့ခဏနားနေတာပါခဏနားတယ်ခင်ဗျာစဉ်းစားကြည့်လိဗျာသူလည်းတောက်လျှောက်လုံးသူသွားတာခင်ဗျာစဉ်းစားကြည့်တယ်ဘလောက်တောင်ပြင်မလဲသက်80ရှိပြီလူတယောက်ခင်ဗျာသွားနေလာနေတဲ့တောက်လျှောက်တောက်ချဆိုင်သွားနေတာခင်ဗျာစဉ်းစားကြည့်နော်တော့သူမနေသွားတာတော့သူလည်းပြင်မတော့ခဏနားရင်နားမပေါ့ဗျာခင်ဗျာပြင်မတော့ခဏနားရင်နားမပေါ့နောက်တစ်ခုကအခုခါမတွေ့ရဘူးဆိုဘိုးကြီးကိုမကြခင်တွေ့ရလိမ့်မယ်စိတ်မကြခင်မပူးနဲ့စိတ်မပူးနဲ့ခဏနေဟိုထွက်လာအောင်ဟောမြင်အောင်အဲ့ကြရဲ့တခါပထွေးကိုလွမ်းနေတဲ့ကောင်ကြီးဖေးလွမ်းနေတဲ့ကောင်ကြီးအဲ့ကြရင်ဘာပြောမှလည်းမသိဘူးဘာပြောမှမသိဘူးအခုတော့ဖေးကိုလွမ်းတယ်လို့ဆွေးတယ်လို့ဖြစ်လာလားမတွေ့ရ9ရက်လောက်ကြာတော့ဖေးကိုလွမ်းတယ်လို့ဆွေးတယ်လို့ဖြစ်နေကြလားမသိဘူးမတာလုံဆောင်တဲ့လူအုပ်စုတွေဖေးကိုတော့လွမ်းနေကြရထင်တယ်ကြည့်ရတာနော်အဲ့လိုတွေ့တယ်တခါကျရင်လည်းတုံးစီစီပဲကျွန်တော်မှပြောရတယ်လို့ဖြစ်နေတယ်နော်နောက်တစ်ခုကအခုဒီဘက်ကဗိုလ်ချုပ်မှုကြီးကိုတွေ့ဖို့လာတဲ့လူတယောက်ရှိတယ်ရုရှားကတန်တမန်အကြီးအကဲတယောက်ရောက်လာတယ်တကယ်ထိတိုင်းပုံကိုတယောက်မြန်မာပြည်ရောက်နေပါတယ်အခြားမဟုတ်ရုရှားကအတွင်းမှုလို့လည်းပြောလို့ရတယ်ပေါ့ဗျာရုရှားရဲ့လို့ခေါ်တယ်ရုရှားအစိုးရအတွင်းမှုတော့ပြောလို့ရတာပေါ့နော်ဒါဘာလဲဆိုတော့ရုရှားနိုင်ငံရဲ့လုံခြုံရေးကောင်စီရဲ့အတွင်းမှုစာဂီရှိုဂူပေါ့နော်သူအခုမြန်မာနိုင်ငံကိုရောက်နေပါပြီစာဂီရှိုဂူမလေးနာမည်စာဂီရှိုဂူအဲ့ပုဂ္ဂိုလ်ကမြန်မာပြည်ကိုမလာခင်မှာတရုတ်ပြည်ကိုသွားတယ်တရုတ်ပြည်ကိုဝင်ပြီးတော့တရုတ်နိုင်ငံရဲ့ဒီဟိုပါပေါ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တယ်ဒီဘိုးအမြင့်တဲ့ကော်မတီဝင်ဖြစ်တဲ့ဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကိုဖေဖော်ဝါရီ10ရက်နေ့ကပေကျင်းမှာသူတို့တွေ့ခဲ့ကြတယ်ပေကျင်းမှာတွေ့ပြီးတော့နှစ်နိုင်ငံတန်တမဆက်ဆံရေးပူးခိုင်အောင်တိဆောက်တယ်တခြားနိုင်ငံတွေကပြောချင်တာပြောလုပ်ချင်တာလုပ်ခရီးဆိုင်ဘူးသူတို့နှစ်နိုင်ငံဘလို့ပူးပေါင်းဆောင်ပြီးတော့ဘလို့မျိုးကဘာကိုဘာဖြစ်လို့ဆိုတော့သူဆွေးနွေးကြတယ်ပေါ့ဗျာဒါတွေကတော့နှစ်နိုင်ငံကိုပြန်လည်ဆောက်ရှောက်ကာကွယ်မယ်နိုင်ငံကိုပြန်ပြီးတော့ဟိုထိန်းချောင်းပဲ့ပြင်ပူပြီးကောင်းနေအောင်သွားဖို့တခြားနိုင်ငံတွေဟာတွေပေါ့ဒါကိုသူဦးစားပြီးတွေ့ပြောဆိုကြတယ်အဲ့တော့အဲ့လိုပြောပြီးတော့စာဂေရှိုဂူပေါ့နော်အဲ့ပုဂ္ဂိုလ်ကတရုတ်ဝန်ကြီးနဲ့တရုတ်နိုင်ငံတိုင်းဝန်ကြီးနဲ့တွေ့ပြီးတဲ့နောက်မြန်မာပြည်ကိုရောက်လာပြီအခုရောက်လာပြီနော်ရောက်လာတော့မြန်မာပြည်ကသက်ဆိုင်တာဝန်ရှိသူတွေလေးစိတ်မှာသွားကြိုတယ်လေးစိတ်နေပြည်လေးစိတ်မှာသွားကြိုတယ်ကြိုပြီးတော့အခုပြီးတော့ဒီနေ့ဆိုရင်ဒါဗိုလ်ကြီးတောင်ဆန်းတဲ့အောင်sorry ဦးတောင်ဆန်းမဝန်ကြီးဦးတောင်ဆန်းတဲ့အောင်တွေ့ပြီးသွားပြီတွေ့ပြီးတော့ဒါမကြခင်ထုတ်ပြန်ပြီးရင်တော့ကျွန်တော်ထင်တယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ထင်တယ်ဗိုလ်ချုပ်မှုကြီးနဲ့ဆက်တွေ့ရဖြစ်နိုင်တယ်။ဟောဆိုရုရှားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းမှုအဆင့်ဖြစ်တော့ဗိုလ်ချုပ်မှုကြီးကလက်ခံတရားတွေ့ဆုံပြီးတော့ရုရှားနဲ့မြန်မာကြားမှာနိုင်ငံတချို့ကိစ္စတွေဆွေးနွေးကြလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်။အဲ့တော့ဘာပဲပြောဒီရက်ပိုင်းမှာဗိုလ်ချုပ်မှုကြီးကပြန်မြင်ရပါလိမ့်မယ်နော်။ဟိုပေလွှမ်းနေတဲ့တာလုံဆောင်တက်တို့ဟိုဂျီပိုင်းတို့အုပ်စုတွေမင်းတို့ဖေသိလွှမ်းနေသလားတို့အဲ့လိုမေးရတော့ဖြစ်နေဗိုလ်ချုပ်မှုကြီးလည်းကတော့ပေါ့နော်မင်းတို့ဖေသိလွှမ်းနေကြသလားဟိုမှာမပူးနဲ့တွေ့ရပါလိမ့်မယ်လို့နော်။ဒါကြလည်းအဲ့လိုပဲကျွန်တော်ပြောမိချင်တော့တယ်ပေါ့နော်။ဒါတော့ဒီရုရှားမြန်မာနိုင်ငံထိပ်ပိုင်းကောင်းဆောင်တွေဘာကြီးစကားပြောကြအောင်မလဲဘယ်လိုရေးကြည့်တဲ့ကိစ္စတွေပေါ်လာတယ်လဲဟိုမှာလည်းတစ်ဖက်မှာလည်းအမေရိကန်နဲ့အီရန်တွေကလည်းမနေ့လားညလားမနေ့ကလားတစ်ဖက်ကလားခုလားတော့ကြလားဆိုတာဖြစ်နေတာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကလည်းဒါတွေကကမ္ဘာကြီးရာကိစ္စမှာအများကြီးစဉ်းစားပြင်ဆင်စင်ကျင်သုံးသပ်အကြိုင်အများကြီးရှိတယ်ပြီးတော့ဘုံရုံးချက်ဒီဘက်မှာသူအများကြီးသူ့ကိုသူခဏနားပြီးရက်ပိုင်းမှာနားပြီးတော့သူ
လာမဲ့အစိုးရအသစ်ပြင်ဆင်နေတော့သူပြင်နေရတယ်ရှိတယ်ဗျခင်ဗျားတို့မသိလို့လားကြိတ်ပြင်နေရသူလာမဲ့အစိုးရအသစ်ကဘလို့ပုံစံထွက်လာမလဲဘလို့နဲ့ဟောဖြစ်မလဲဆိုတဲ့ဟာတွေသူကြိုတင်ပြီးတော့စဉ်းစားပြင်ဆင်နေရတယ်ရှိတယ်ဗျနော်လာမဲ့အစိုးရတဲ့သူဘလို့ကောင်းတယ်ပေါ်လက်တွဲလုပ်မလဲဆိုတာသူပြင်ဆင်နေရတယ်ရှိတယ်ဒါကြောင့်မလို့သူလည်းအေးစစ်ခဏနားပြီးတော့ခီးရိုက်သွားတာခဏနားပွဲလဲသမီးတခဏနားပြီးတော့စေးအေးလေလေးခဏနေပြီးတော့သူပြင်ဆင်နေတဲ့ပုံပေါ်တယ်မကြခင်မှာလဲဒါဟိုဘယ်သူကြီးထွက်ပြပါလိမ့်မယ်ခင်ဗျားတို့သိမဖြစ်မနေပါနဲ့ဒါလေးကိုဂျုံကြလို့ထည့်ပြောတာเนาะအဲ့တော့ကျွန်တော်ဒီနေ့ပေးလေးကတော့ဒီလက်ဖက်ပေါ့เนาะလက်ဖက်နဲ့ပတ်သက်တာလေးကျွန်တော်ဒီနေ့ပြောရပါတော့လက်ဖက်ဆိုတာချောင်းပေါ့လက်ဖက်ကို UNESCO တင်မယ်ဆိုပြီးတော့ဒီနေ့မီဒီယာမှာကျေလုံးစဖော်ပြလာပါတယ်ဆိုတော့ဒီနေ့လက်ဖက်နဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီရန်ကုန်စိတ်လန်းဆိုပြေမှာရန်ကုန်မြို့ကစိတ်လန်းဆိုပြေမှာပွဲလုပ်တယ်လို့သိရတယ်เนาะလက်ဖက်ကို UNESCO တင်မှုတော့ပွဲလုပ်တယ်လို့သိရတယ်ဆိုတော့လက်ဖက်ကိုဘာလို့UNESCO တင်มาလဲဆိုတော့မြန်မာနိုင်ငံကလက်ဖက်ဆိုတာမြန်မာနိုင်ငံကဟောဖြစ်တာပေါ့နော်မြန်မာနိုင်ငံကပဲလက်ဖက်ဆိုတာဟိုပါလဲစားသုံးတာများတယ်မြန်မာနိုင်ငံကပဲတခြားနိုင်ငံတွေမှာလက်ဖက်ကရှိသလားမင်းနည်းနည်းလောက်ပဲဟိုတိတ်အရင်မဟုတ်ဘူးเนาะကျွန်တော်တို့နိုင်ငံပဲအဓိကပဲလက်ဖက်ဆိုလက်ဖက်လို့ပြောရင်ကျွန်တော်တို့တန်းသိတယ်အဲ့တော့မြန်မာလက်ဖက်ကိုကမ္ဘာရည်ကြီးမှုအမွေအနှစ်အဖြစ်သတ်မှတ်ဖို့ UNESCO တင်သွင်းမယ်ဘယ်တော့တင်မလဲဆိုတော့လာမယ့်ဒီ March လပိုင်းလောက်မှာတင်သွင်းဖို့ကြိုးစားမယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုရည်ကြီးမှုကြီးဌာနဥဆောင်မှုတင်သွင်းမယ်သက်ဆိုင်ရာဒီရန်ကုန်ဒီ culture ဒီဒေါ်စနာကြီးဥဆောင်တဲ့ဘာခေါ်လဲဒီမြန်မာရည်ကြီးမှုအမွေအနှစ်ထိန်းဆောက်ရှောက်ရေးအဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနေပြီးတော့ဒါဥဆောင်ပြီးတော့စီစဉ်ပြင်ဆင်နေတယ်အခုဒီ February လထဲမှာအပြီးဆုံးပြင်မယ် March လမှာတင်မယ်ပေါ့နော်အဲ့ဒါသူစူးစမ်းနေတယ်အဲ့တော့အဲ့မှာလက်ဖက်နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အချက်လက် information data ချက်လက်စုဆောင်းတာတွေဒီ activity တွေစုဆောင်းတာတွေအဲ့ဒီ80ရာခိုင်နှုန်းပြီးနေပြီနော်အဲ့ဒါပြီးနေပြီဒါပေမဲ့ဒေါ်စနာခင်ကဒီနေ့ပြောပါတယ်သူကတော့ပြောပါတယ်ဟိုတဲ့ဒီသူတို့စူးစမ်းနေရမယ်သူတို့မှလည်းပေါ်လန်ပြောတော့ budget ပေါ့နော် budget မရှိဘူးတဲ့မရှိတဲ့ budget ကိုရသလောက်စူးစမ်းပြီးတချို့သော funding ပေးတဲ့လူတွေပေါ့မူလီလောက်ကြရဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့နာမည်ကျော်တတိတွေထိသီးပုဂ္ဂိုလ်တွေအနေနဲ့လည်းဒီမြန်မာနိုင်ငံရဲ့အမွေအနှစ်တွေ UNESCO တင်တဲ့ကိစ္စနဲ့ပတ်သက်ရင် budget လေးတွေထုတ်ပြီးတော့လှူကြပါဦးလှူလိုက်ကြပါဘာလို့ဆိုတော့ဒါမှလည်းကျွန်တော်တို့သူတို့လည်းရှေ့သွားလို့ရမှာပြီးတော့မြန်မာနိုင်ငံမှာတစ်ခုပြီးတစ်ခုကိစ္စကိုတစ်ခုပြီးတစ်ခုသူကတင်လို့ရမှာဟိုလက်ဖက်ဆိုရင်လက်ဖက်အသင်းကတာဝန်ရှိသူတွေကပတ်စံလှူရမယ်တနခါဆိုတနခါနဲ့ပတ်သက်လို့တင်ရတော့เนาะအဲစသဖြင့်အဲ့လိုမျိုးတင်ပေးကြရမယ်အဲ့ကြပတ်စံတွေဝိုင်းလှူကြရမှာဗျလှူပြီးတော့ကိုယ်နိုင်ငံအမွေအနှစ်တွေ UNESCO ဝင်သွားတော့လဲကောင်းတာပေါ့ဗျာเนาะအဲ့မှာသူပြောတဲ့စကားတွေတခုံးကျွန်တော်ပေချာနားထောင်ကြည့်လိုက်တယ်အဲ့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါပါဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီလက်ဖက်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အနှစ်သာရတစ်ခုသူပြောပြတယ်အဲ့ဒါလေးကခဲတော့ပြည်သူလူလဲကြေဖြင့်တွေးကြည့်လိုက်ပါဖြန့်တွေးပါတစ်ဘာလို့လက်ဖက်ကတောင်ပေါ်ဒေသမှာပဲစိုက်လို့ရတယ်မြေပြန့်မှာစိုက်လို့မရဘူးโอเคเนาะဒါပေမဲ့လက်ဖက်ကတောင်ပေါ်ဒေသမှာစိုက်လို့ရလို့အဲ့လက်ဖက်ကိုစားရမယ်ဆိုရင်လက်ဖက်ကြီးကိုထိုင်စားလို့မရဘူးတဲ့မြေပြန့်ကစီတို့ပဲတို့ပြောင်းတို့နှမ်းတို့နော်စသဖြင့်အဲ့ဒါတွေနဲ့သုံးရတယ်ပေါ့တခါအောက်ဘက်ကပစုံကြောက်တို့နဲ့စားတော့မှလက်ဖက်ကပိုကောင်းတယ်ဒါကြောင့်မလို့လက်ဖက်ဟာတဲ့ဒီနိုင်ငံရဲ့ပေါင်းစည်းခြင်းညီညွတ်ခြင်းတောင်ပေါ်မြေပြန့်ပေါင်းစည်းညီညွတ်ခြင်းကိုပြတဲ့သင်္ကေတပြတစ်ခုဖြစ်တယ်ဆိုတဲ့ဟာလေးကိုအဲ့ message လေးကိုသူဒီနေ့ပြောလိုက်တော့ကျွန်တော်ပြုံးမိသွားတယ်ဟုတ်တယ်လို့ဟုတ်တယ်အဲ့တော့စဉ်းစားကြည့်ပါလက်ဖက်ဟာတောင်ပေါ်ထွက်တဲ့လက်ဖက်နဲ့ကျွန်တော်တို့မြေပြန့်ဒေသကထွက်တဲ့အရာတွေနဲ့ပေါင်းမှလက်ဖက်တစ်ပွဲဖြစ်တယ်လက်ဖက်ကောင်းတစ်ပွဲဖြစ်တယ်စဉ်းစားကြည့်နော်တောင်ပေါ်လက်ဖက်ကိုတောင်ဝင်ထိုင်လက်ဖက်ပဲကျူတော့လို့ရမှာဘာမှလုပ်လို့မရဘူးအဲ့တော့လက်ဖက်စားခြင်းရင်တောင်ပေါ်မြေပြန့်ပေါင်းစည်းရမယ်ဆိုတော့ဟာမျိုးကိုဒီလက်ဖက်တစ်ပွဲမှာလည်းကျွန်တော်တို့နိုင်ငံရဲ့ဖြစ်တည်မှုကိုပြသွားတယ်လက်ဖက်တစ်ပွဲရတယ်ဖြစ်တည်မှုကိုပြတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်တဲ့တယ်လို့ပြောရရင်ကျွန်တော်တို့တော့နဲ့ဆုံးသက်ပါရစေအားလုံး